ဆိုတာလူတိုင်းလွယ်နဲ့မရအောင်ဒါပေမဲ့ဒီနေ့ကြီးမားတဲ့အခွင့်အရေးဟာမတိတာရဲ့ဘဝထဲကိုရောက်ရှိလာခဲ့နှစ်နှစ်ဆိုတဲ့အချိန်အတွင်းမှာမတိတာရဲ့ဘဝကို University ကနေပြောင်းလဲပေးခဲ့တယ်ဒီအပြင်မတိတာတယောက်တည်းမဟုတ်ဘူးမြောက်များစွာသောလူတွေရဲ့ဘဝကိုပါပြောင်းလဲပေးနိုင်ခဲ့ဒီနေ့မတိတာရဲ့ဘဝကိုဘဝရဲ့လွတ်လပ်စွာငွေကြေးသုံးစွဲခြင်းဘဝမှာကျန်းမာရေးပြန်လည်ကောင်းရှိခြင်းကျမရဲ့ဘဝမှာအချိန်ဆိုတာပြန်လည်ရရှိခဲ့ဒီနေ့ကျမရဲ့ဘဝမှာအစစ်မြင့်ကားလဲစီးနိုင်ခဲ့တယ်မြန်မာပြည်ရဲ့အကောင်းဆုံးကွန်ဒိုတွေလည်းဝယ်နိုင်ခဲ့တယ်ဒီအပြင်ကိုကျမတို့မိသားစုတွေလွတ်လပ်စွာနဲ့နိုင်ငံတကာကိုကဘာပတ်ပြီးပျော်ရွှင်စွာနဲ့သွားနိုင်တယ်တမန်မျိုးသမီးတယောက်မထင်မှတ်တဲ့အောင်မြင်တဲ့အမျိုးသမီးတယောက်ဖြစ်ခဲ့တယ်ဒီအပြင်ကိုအများအတိမတ်ပြုခြင်းခံခဲ့ရတယ်ဒီနေ့သင်ယုံကြည်မယ်ဆိုရင်သင်အောင်မြင်မယ်လို့သင်ယုံကြည်တယ်ဆိုရင်သင်သေချာပေါက်အောင်မြင်အောင်သင်အောင်မြင်မယ်လို့ယုံကြည်ရင်သေချာပေါက်အောင်မြင်နိုင်ပါတယ်